မောက်မာလှတဲ့ဒရိုက်တာကောင်းရင်ငွေဟာသူ့ရဲ့လက်ကိုတားဆီးလိုက်တဲ့စီကိုအမျိုးသားကိုဒေါသတကြီးနဲ့နင်ကဘာကောင်မို့လို့ငါ့ကိုလာထိတာလဲနင်းလက်ကိုမလိုချင်တော့ဘူးလားဆိုပြီးဟိန်းဟောက်လိုက်ပါတယ်။သူဟာကောမန်ကပ်ပရိုရဲ့ဒရိုက်တာဖြစ်ကြောင်းနဲ့နင့်လိုအလုပ်သမားတယောက်ကိုဖျောက်ပစ်ဖို့ဆိုတာအေးဆေးပဲလို့ကြုံဝါနေခဲ့ပါတယ်။ဒါပေမဲ့ကြီးကအမျိုးသားကတော့အေးဆေးဆေးပဲမင်းဒီယာရူးမှာကြာနေရတော့မှာမဟုတ်ဘူးလို့ပြန်လဲတုံ့ပြန်လိုက်ပါတယ်။မောက်မာလှတဲ့ဒရိုက်တာကတော့သူ့ရဲ့အရှိန်အဝါကိုသုံးပြီးလေရင်တစ်စင်းလုံးကိုစောင့်ခိုင်းခဲ့ရုံတင်မကပဲအခုလဲအမှန်တရားဘက်ကရက်တီသူကိုလေရင်ပေါ်ကနေပြစ်ချခိုင်းမယ်လို့ချင်းချောက်နေပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲပြောရန်ကွာစီကိုဖုန်းတစ်ကောင်ဝင်လာပါတယ်။ဖုန်းထဲကနေမင်းဟာယာရူးကိုအလွဲသုံးစားလုပ်ပြီးကုမ္ပဏီရဲ့ကိုယ်စားလှယ်ရွေးချယ်မှုမှာဝင်ရောက်ဆွတ်ဖက်ခဲ့တာကြောင့်အခုချက်ချင်းယာရူးကနေထုတ်ပယ်လိုက်ပြီးတော့ဥပဒေအရပါအရေးယူမယ်လို့အကြောင်းကြားလာပါတယ်။ဒါကိုပြောရန်ကွေကတစ်ဖက်လူကသူ့ကိုလာနောက်နေတယ်လို့ထင်ပြီးငါ့ကိုလာလိန်လို့ရမလားလေရင်ပေါ်ကစင်းတာနဲ့နေအောင်တရားစီရမယ်လို့ပြန်អော်လိုက်ပါတယ်။သူဟာလေရင်ပေါ်ကစင်းတာနဲ့အင်အားသုံးပြီးပညာပေးဖို့အစီအစဉ်ဆွဲထားတာပါ။လေရင်စင်းပြီးတဲ့နောက်မှာတော့ပြောရန်ကွေနဲ့ Link Sixer တို့ဟာလူမိုက်တွေကိုခေါ်ပြီးစေအမျိုးသားကိုစောင့်ကြိုနေခဲ့ပါတယ်။လေရင်မယ်လေးမင်းကြီးကစိုးရိမ်တကြီးနဲ့ဝန်ထမ်းထွက်ပေါက်ကနေခိုးထွက်ဖို့အကြံပေးပေမဲ့စီကတော့သူတို့ဘာလုပ်နိုင်မလဲဆိုတာကြည့်ကြတာပေါ့ဆိုပြီးရဲရဲဝံ့ဝံ့ပဲထွက်လာခဲ့ပါတယ်။အပြင်ရောက်တာနဲ့ Link Sixer ကနင်အခုပဲဒူးထောက်ပြီးငါ့ကိုအခါတရာကြော့ဆန်းအဲ့ဒါဆိုရင်တော့ငါလွတ်ပေးမယ်လို့မောက်မာစွာပြောဆိုပါတော့တယ်။လေရင်မယ်လေးမင်းကြီးကစီကိုကာကွယ်ဖို့အတွက်သူမကိုယ်တိုင်တိတ်တန်းပေးရော်ပြီးပြောရန်ခွေးနဲ့လိုက်သွားမယ်လို့ပြောပေမဲ့စီကတော့ခွင့်မပြုခဲ့ပါဘူး။ကောမန်ကပ်ပလိုရဲ့နာမည်ကိုသုံးပြီးဒီလောက်တောင်မောက်မာနေကြတာလားကုမ္ပဏီကိုအကြီးအကျယ်တန်ရှင်းရေးလုပ်ဖို့လိုနေပြီပဲလို့စီကပြောလိုက်တဲ့အခါမှာတော့ Link Sixer ကနင်ကကောမန်ကပ်ပလိုရဲ့ဥက္ကဋ္ဌ chairman များဖြစ်နေလို့လားဆိုပြီးနှောင်ပြောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောမန်ကပ်ပလိုရဲ့အတွင်းရေးမှူးချုပ်ကလူအုပ်ကြီးနဲ့တူရောက်ရှိလာပြီးစေအမျိုးသားရှိမှဦးမြုပ်ကဥက္ကဋ္ဌကြီးဘာမှမဖြစ်ဘူးမဟုတ်လားလို့မေးမြန်းလိုက်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီး Link Sixer နဲ့ပြောရန်ကွာတို့ဟာကြောက်ရွံ့လို့မှင်သက်သွားကြပါတော့တယ်။အတွင်းရေးမှူးချုပ်ကပြောရန်ကွာကိုယာရူးကထုတ်ပယ်ပြီးဖြစ်ကြောင်းနဲ့ Link Sixer ရဲ့စာချုပ်ကိုလည်းဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါတွေမကသေးပဲသူတို့နှစ်ဦးလုံးရဲ့အဂတိလိုက်စားမှုတွေအခွန်ရှောင်မှုတွေနဲ့မတန်ရှင်းတဲ့ငွေကြေးကိစ္စတွေကိုဥပဒေအရအစွမ်းကုန်အရေးယူဖို့အမိန့်ပေးလိုက်ပါတယ်။ပြောရန်ကေကတော့ချက်ချင်းပဲဒူးထောက်တောင်းပန်ပြီးဒါတွေအားလုံး Link Sixer ကြောင့်ပါကျွန်တော်ကိုသူကမြှူဆွဲခဲ့တာပါလို့အပြစ်ပုံချပါတော့တယ်။ Link Sixer ကလည်းနင်မဲငါနဲ့အိတ်ရင်စာချုပ်ချုပ်ပေးမယ်လို့ပြောခဲ့တာမဟုတ်ဘူးလားဆိုပြီးအချင်းချင်းပြန်လဲကြိုက်ခဲကြပါတော့တယ်။ Link Sixer ကသူမမှာတရားဝင်စာချုပ်ရှိနေသေးကြောင်းနဲ့စာချုပ်ဖြတ်သိမ်းရင်ကုမ္ပဏီကနစ်နာလိမ့်မယ်လို့နောက်ဆုံးချိန်ထိအကြက်ကင်ဖို့စ조사ပါသေးတယ်။ဒါပေမဲ့ဥက္ကဋ္ဌကြီးကတော့သူမလို့အချင်းစာရိတ္တပြပြသူကိုထားရှိခြင်းကသာကုမ္ပဏီအတွက်တကယ်နစ်နာမှုဖြစ်ကြောင်းပြပြသားသားတုံ့ပြန်လိုက်ပါတယ်။အပိုင်းလေးကြည့်ချင်ရင်မက်မှာအဆက်လို့ရေးခဲ့ပေးနော်။